ဝစီဘိတ်ဆိုတာကျင့်ရင်စကားမပြောတတ်တဲ့လူရဲ့အကျင့်ကိုလိုက်နာတာပဲဟုတ်ကလားမှန်ပါပါဗျာယဟန်တွေကိုမြတ်စွာဘုရားအဲ့ဒီအကျင့်မကျင့်ရဘူးလို့ဆိုတာမုခပတ္တအကျင့်လို့ခေါ်တယ်မုခဆိုတာစကားမပြောတတ်တဲ့အဝတ္တဆိုတာခံယူထားတာအေးအလို့နေမယ်လို့ခံယူတာဝစီဘိတ်ပဲနော်မှန်ပါပါဗျာမြတ်စွာဘုရားဆုံးမတာဘယ်လိုဆုံးမတော့ဆိုရင်အေးနှစ်ယောက်ဆုံလို့ရှိရင်စကားပြောမယ်ဆိုတရားစကားပဲပြောမပြောဘူးဆိုလို့ရှိရင်အရိယတုန်ဤဘာဝတရားနှလုံးသွင်းပြီးနေလို့ဒီလိုပြောတာမှန်ပါဗျာဒါမြတ်စွာဘုရားအဆုံးမသို့တော့တခါတခါဝစီဘိတ်နဲ့ဆိုပြီးတော့လို့အကျင့်မျိုးကျင့်တာတော့စာပေကျမ်းကမှာဝိနည်းတဲမှာဆိုရင်မြတ်စွာဘုရားကမကျင့်ရဘူးလို့ကိုတိုက်ရဲ့ယဟန်တွေကိုဒီတိတ်ခါကိုပြညတ်ထားတာရှိတယ်နော်မှန်ပါပါဗျာဘာလို့လဲဆိုရင်ယဟန်တော်တွေကသူတို့လူတွေထင်ကြီးအောင်တော့မဟုတ်တုံးနဲ့တူညီညွတ်စကားမပြောရလို့ရှင်မပြောဘဲနေလို့ရှင်ရံမများဘူးပေါ့လေခုခေတ်ကလူစကားမပြောဘဲနေလိုက်တယ်နေလိုက်ရင်ရံမဖြစ်ဘူးပေါ့အဲကြောင့်မို့လို့တဝါတွင်းလုံးအဲ့ဒီကိုတော်တွေဟာဝစီဘိတ်အကျင့်ကိုကျင့်ကြတယ်တဲ့ဝစီဘိတ်ကျင့်ပြီးတော့ဝါကျွတ်တော်ဘုရားစီရောက်တော့မြတ်စွာဘုရားမင်းတို့ညီညွတ်နေကြလားချမ်းသာသာနေကြပါတယ်ဘုရားတဲ့ဒါဖြင့်ဘယ်လိုနေကြတာတော့ဆိုတပည့်တော်တို့ဟာတဲ့ဝစီဘိတ်ကျင့်ကြတယ်တပားနဲ့တကားဘာစကားမှမပြောဘူးတဲ့တော်တယ်နော်မင်းတို့ဟာလူရဲ့ဒီတဲ့လူရဲ့အကျင့်ကိုကျင့်ကြတာကိုလို့ဆိုပြီးတော့မြတ်စွာဘုရားကကဲ့ရှုတ်ချတယ်အဲ့ဒီဟာနဲ့ကဲ့ရှုတ်ချပြီးတော့မုခပတ္တအကျင့်ကိုမကျင့်ရဘူးလို့ဆိုပြီးတော့သိက္ခာပုဒ်ပြညတ်တာရှိတယ်